ဗျိုင်းအိုနှင့်ငါးကလေးများတခါတော့ကအင်းအိုင်တစ်ခုရဲ့ဘေးမှာဗျိုင်းအိုကြီးတစ်ကောင်နေထိုင်တဲ့သူဟာအသက်ကြီးလာပြီဖြစ်လို့အရင်လိုငါးတွေကိုလိုက်မဖမ်းနိုင်တော့ဘူးဒါကြောင့်သူကပရိရွယ်တစ်ခုကိုစဉ်းစားလိုက်တယ်ဗျိုင်းကြီးကရေကန်နံဘေးမှာအယမ်းဝမ်းနည်းနေတဲ့ပုံစံနဲ့ငိုင်နေတာပေါ့ဒါကိုရေကန်ထဲကငါးတွေကမြင်တော့အဖိုးဗျိုင်းဘာလို့ဒီလောက်ဝမ်းနည်းနေတာလဲလို့မေးကြတယ်ဗျိုင်းကြီးကတက်ပြင်းချပြီးအင်းငါအတွက်ဝမ်းနေတာမဟုတ်ပါဘူးမင်းတို့ငါးလေးတွေအတွက်ပါမကြခင်မှာမိုးဆိုးတွေလာပြီးဒီကန်ထဲကရေတွေကိုခန်းအောင်လုပ်ပြီးငါးတွေအကုန်ဖမ်းတော့မယ်လို့ကြားလို့ပါဆိုပြီးလိန်ညာပြောလိုက်တယ်ငါးတွေလည်းအယမ်းကြောက်သွားပြီးဗျိုင်းကြီးကိုအကူအညီတောင်းကြတာပေါ့ဗျိုင်းကြီးကငါမှာအကြံရှိတယ်တောင်တစ်ဖက်မှာကြည်လင်ပြီးဘယ်တော့မှမခန်းတဲ့ရေကန်ကြီးတစ်ခုရှိတယ်မင်းတို့ငါနှုတ်သီးနဲ့တကောင်ချင်းစီလိုက်ပို့ပေးမယ်လို့ပြောပြီးငါးတွေကိုမြှုပ်ဆွဲလိုက်တယ်ငါးတွေကလည်းယုံကြည်ပြီးတကောင်ချင်းစီလိုက်သွားကြတယ်ဗျိုင်းကြီးကငါးတွေကိုတောင်ပေါ်ကကြောက်ဆောင်တစ်ခုစီခေါ်သွားပြီးအားရပါရစားပစ်တာပေါ့တနေ့တော့ပစွန်လုံးကြီးတစ်ကောင်ရဲ့အလှည့်ရောက်လာတယ်။ပစွန်လုံးကဗျိုင်းကြီးရဲ့ကြောပေါ်လိုက်သွားရင်လမ်းမှာငါးရိုးစုတွေကိုတွေ့သွားတယ်။ဗျိုင်းကြီးကသူ့ကိုစားတော့မယ်ဆိုတာတီးလိုက်တာနဲ့ပစွန်လုံးကသူ့ရဲ့အစွမ်းထက်တဲ့လက်မကြီးတွေနဲ့ဗျိုင်းကြီးရဲ့လယ်ပင်ကိုအမိအယညှက်လိုက်ပါတော့တယ်။နောက်ဆုံးမှာတော့တပားသူကိုဒုက္ခပေးဖို့ကြံစီတဲ့ဗျိုင်းကြီးဟာပစွန်လုံးရဲ့လက်ချက်နဲ့အသက်ဆုံးရှုံးသွားခဲ့ရတယ်။